အနန္တ၅ပါးကိုရှိခိုးပါ၏ဖေယအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီနေ့ဟောမဲ့ဇတ်တော်ကတော့အမှောင်ဘဝသူ့နောင်တာမြင်းချောင်မှာဘုန်းကြီးတို့ကနဲ့စိန်ရဲ့ဝင်းဘူတို့ရဲ့ရွှေနန်းတင်တို့ရဲ့အဲ့ဒီတုန်းကမင်းသားတွေနဲ့အပြိုင်မျက်နှာချင်းဆိုင်ပြီးတော့ဇတ်ယုံကြီးနဲ့ကတ်ဟောခဲ့တဲ့ဇတ်ထုတ်ဖြစ်ပါငိုရတယ်ပေါ့နောက်ပိုင်းတော့ကြည့်ရှုလို့ရမှာပေါ့လေဒီတော့ကောင်းပြီဒီဇလန်းကဘယ်သူကိုအမှောင်ဘဝဆိုတာတုံးလို့ဆိုတော့မောင်တန်ရောစဖြစ်ပါတန်ရောစနဲ့မေတုတဆိုတာအကျင့်လင်မရမောင်တန်ရောစသည်ဂရေ40သောပစ္စည်းတွေချမ်းသာပါတော့လဲမြေကြီးတဲကိုမြုပ်မရအတိမပေးဘူးဒီလိုနဲ့နေလာလိုက်တာသားလေးတစ်ယောက်ဖွားမြောက်သားလည်းအတိမပေးမရလည်းအတိမပေးဘာစိတ်ကူးနဲ့မရနဲ့သားအတိမပေးပဲနဲ့မြုပ်ထားတယ်တော့မသိဘူးဒီသားလေးအရွယ်ရောက်လာတော့လဲရှင်းမပြုဒီကလေး40ပစ္စည်းတွေနဲ့တန်ခါ100 1000ဆွမ်းကတ်နိုင်တော့လဲမကတ်ခဲ့တန်ခါဒါနဆွမ်းကြီးလောင်းနိုင်တော့လဲမလောင်းခဲ့ကျောင်းကြီးကန်ကြီးတွေဆောက်ပြီးတော့ကျောင်းတကားအဖြစ်နဲ့လှူဒန်းနိုင်တော့လဲမလှူဒန်းခဲ့ကုသိုလ်ဒါနသူဘာမှမပြုဘာဖြစ်လို့မပြုတာလဲမစ္ဆေရလောဘနှမျောတယ်ဝန်တိုတယ်မိမိပစ္စည်းတွေကိုဒီလိုနှမျောဝန်တိုပြီးတော့လာခဲ့တဲ့တန်ရောစားတရားတရားမရှိပြီဆိုရင်တိမ့်တန်းကြရီချီပြီးတော့ချမ်းသာတော့လေလှူနိုင်ခဲ့ပါတရားတရားရှိလို့လှူပြန်ပါတော့လေလှူဒန်းကျင်ပါတော့လေဝတ္ထုပစ္စည်းမရှိရင်ငါးပြားတစ်စီတောင်မလှူနိုင်ဒါကြောင့်စေရနာတရားတရားသည်အင်မတန်အရေးကြီးပါသဖြင့်လှူစရာမရှားဘူးစေရနာရှားတယ်မှန်ရလားပြိဿကြီးစေရနာရှားပြီဆိုတော့ခမည်းတော်ကြားဘူးမှာပါဟိုငရုတ်ကြွေရံပေးကြောင်ကိုရင်လေးထွက်ပြေးရတာလေတခါကြီးတယောက်ကကိုရင်လေးလမ်းတွေ့တော့အိမ်ကိုပင့်သွားတယ်ကိုရင်ကြွပါဗျထိုင်ကိုတော့ဖြစ်နေစဉ်တပြီးတော့လောင်းမအိမ်ရောက်တော့ဟေးတော်ကြီးငါကိုရင်လေးတော့ထိုင်ကိုတော့ဖြစ်ပင့်လာတယ်နေစဉ်ဆွန့်ချက်ပြီးတော့လောင်းမိမကြီးကလည်းပဲဟိုယောက်ျားကြီးရှေ့ကြတော့ပြောရဲဘူးပေါ့လောင်းမတော့လောင်းမနောက်မိမကြီးကညီးတယ်ခက်တယ်ယောက်ျားဆိုတဲ့လူမျိုးကသူတို့ချက်ရပြုတ်ရတာမဟုတ်ဘူးမီးမိုးကြောင့်ချက်ရေးပြုတ်ရေးကိုသူတို့လွယ်တယ်ထင်လို့ငါမတော့ချက်လိုက်ရတာတမနဲ့စာလို့စားသူမှကောင်းတော့လဲထောင်းသူမှညောင်းလာတယ်ဆိုသလိုနေ့စဉ်နဲ့အမျှကိုယ်အိမ်ကိုဖြစ်တယ်လို့စားလို့ရတယ်ထိုင်ကိုယ်တော်တစ်ပါးရှိတယ်ဆိုရင်ဖြစ်တယ်လို့စားလို့မရတော့ဘူးခက်တယ်ဒီကိစ္စညီးညူးနေတော့ကိုရင်လေးကြွလာတက္ကမကြီးကလည်းငရုတ်ပြီးထောင်းရောမျက်စိတဲ့ငရုတ်စီဝင်သွားမလေးတော့ဒီအစီနဲ့မျက်လုံးထဲမှာဝင်ပါပြီမျက်စိပို့မျက်ရည်တွေကကြာလာဟောတက္ကမကြီးဖေဟာတက္ကမကြီးမျက်ရည်တွေနဲ့ဘယ်လိုဖြစ်တာတော့မပြောပါနဲ့ကိုရင်တက္ကကြီးပေါ့ဘာလို့လို့တက္ကမကြီးရဲ့ကိုရင်တက္ကကြီးကဟောဒီငရုတ်ကြွေးနဲ့ရိုက်လို့ခေါင်းကိုက်ဆိုင်ကြနေပါတယ်ဖေဟာညံထွင်လိုက်တာပေါ့လေမိမများညံတော်ကောင်းတယ်ဘုရားကမိမပြောတာပါကျုပ်တရားပွဲတွေကမိမတွေမဟုတ်ပါ
ကိုရင်တကာကြီးကငရုတ်ကျွေးနဲ့ရိုက်လို့ခေါင်းကဆိုင်ကြသွားတယ်တက္ကမကြီးရဲ့တကာကြီးကြည့်ရတဲ့သဘောကောင်းပါတယ်ဒီလိုဟုတ်မထင်ပါဘူးမလီကိုရင်တကာကြီးကဟောပါဇက်ကတော့ပြားတကာဝင်းနဲ့ခါတမအပေါ်ရန်ရွှေမုံကျဲတော်လေအထက်ကရွှေယုံခန်းကိုရင်ရဲ့ကိုရင်တကာကြီးကလေလူရိုးစိတ်တို့ဟောဒီငရုတ်ကျွေးသာသူ့လက်ထဲရောက်ရင်ကိုရင်သောဦးစင်းသောလူသောမိန်းမသောဖေမေသောဘသူမှရှောင်ဘူးဗျာကိုရင်လေးကခေါင်းတဆတ်ဆတ်ညိတ်ဟုတ်မှာလူရိုးစိတ်တူဆိုတော့လေငရုတ်ကျွေးလက်ထဲရောက်ဘူးမှမရှောင်ဘူးလေဟုတ်မှာနဲ့ပြန်သွားကိုရင်လေးလည်းပြန်ကြွသွားရောပြန်လာပြီတကားကြီးဘယ်နဲ့တော့ငါကိုရင်လေးကြွမလာဘူးလားလာပါတော့ကိုရင်အကြောင်းမမေးပါနဲ့ဟာဘာဖြစ်လို့တော့ဘာပြောလို့ရမလဲတော့ကိုရင်နဲ့ကြံကြံဖန်ဖန်သူ့ဘာသုံးချမဲ့အတိုင်းပဲဒီငရုတ်ကျွေးလေးတစ်ချောင်းရှိတာအလူခံနေတော့နင့်နဲ့ဟာလှုပ်လိုက်ပြီးရောအိုးတော့နဲ့တစ်ချောင်းရှိတာထောင်းရက်ကြီးတော့ငရုတ်သီးမညက်လို့ရှိရင်အလွန်ဆူတာဒါကြောင့်ကျုပ်ကလည်းပြောလိုက်တယ်ကိုရင်တကာကြီးကငရုတ်သီးများမညက်လို့ရှိရင်ကိုရင်တကာကြီးကအစီမကြေရင်အလွန်ဆူတာဒါကြောင့်ကျုပ်ငရုတ်သီးညက်အောင်ထောင်းမရစီဦးပြီးတော့မှလှူတာပေါ့ထောင်းစဲမို့ပါကိုရင်ရဲ့လို့ပြောတာမရဘူးအဲ့ဒါစိတ်ကောက်ပြီးပြန်ကြွသွားတယ်တော့ကြံကြံဖန်ဖန်ငရုတ်ကျွေးမှလိုချင်တယ်မိုက်ပါဟာနင့်နဲ့ငရုတ်ကျွေးထလှုပ်ရတဲ့ကိစ္စကြီးလှူလိုက်ပြီးရောပေးငါလိုက်လှူမယ်ဟောငရုတ်ကျွေးနဲ့လိုက်ကိုရင်ဖေကိုရင်နဲ့လှည့်ကြည့်တခါကျငရုတ်ကျွေးပြဟာမဖြစ်ဘူးငါတော်တော့မှာတက္ကမကြီးကပြောတယ်ငရုတ်ကျွေးလက်ထမ်းရင်ကိုရင်သောဦးစင်းသောမိန်းမသောဖေဖေသောမရှောင်ဘူးတဲ့ရိုက်တော့မှာကိုရင်ကပြေးကိုရင်ဖေရပါအောင်ဖေငရုတ်ကျွေးပြလေကိုရင်လေးကပြေးလေဒါကြောင့်တရားနာပိဋကသရတရားမရှိပြီဆိုရင်လေအဲ့ဒီငရုတ်ကျွေးရံပေးကြောင့်ကိုရင်လေးတောင်ထွက်ပြေးရဘူးတဲ့သရတရားမရှိတဲ့လူဟာဒီတိုင်းပဲအခုတော့တရားနာပိဋကကြီးမောင်တန်ရောစာသည်ဌာနမရှိသီလမရှိဘာဝနာကနတ္ထိကုသိုလ်ကောင်းမှုကိုမပြုဘဲနဲ့ပစ္စည်းတွေမြုပ်နှံထားပြီးတော့မောင်တန်ရောစာယောဂတစ်ခုဝင်လာတယ်နှမျောတဲ့လူဆိုတော့သေမဲ့ယောဂနဲ့တူပါရဲ့ဝင်လာရောနှမရဲ့နှမတုတ္တလို့ခေါ်လိုက်တော့ဘာလို့ကိုတန်ရောစားရဲ့လာစမ်းမအိုကွယ်ငါနေရတော့မှမဟုတ်ပါဘူးအိုးကိုတန်ရောစားနမိတ်မရှိတာတွေမပြောပါနဲ့တော့ကျုပ်စိတ်မကောင်းဘူးမင်းစိတ်မကောင်းမိမယ်လို့ငါယောဂမသက်သာဘူးနှမရဲ့မောင်ကြီးဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးကိုတန်ရောစားစကားပြောလို့မောနေပါမယ်တော့သတိထားပြောပါတော့မသေးကြပါဘူးကိုတန်ရောစာတော့မသေးရဘူးတော်ယောဂကြီးပြောက်အောင်ကျုပ်ဆရာကြီးခေါ်ပြီးတော့ကုမယ်မင်းကုလို့မရပါဘူးကွယ်မောင်ကြီးမနေရပါဘူးตาလေးရောตาလေးပဲသွားတော့ကွယ်ဟိုကိုတန်ရောစာတော့ตาလေးကစားနေတယ်လေခေါ်ပေးစမ်းပါကွယ်ငါตาလေးကိုခေါ်ပေးပါအိုးမိမလုပ်တဲ့လူပြင်မဲ့ထွက်တာဟုတ်ကဲ့ကျုပ်ခေါ်ပေးမယ်ဟာရဲလူလေးတန်ရောစာအလီဟုတ်ပါဘူးဘယ်နဲ့လင်းပြန်ခေါ်နာတော့အော်ကလေးနာမပေးပြီးတော့ခက်နေတာဗောပေးတာကြီးကလေးနာမပေးပြီဗလားအဲဘယ်နဲ့လုပ်ပေးကြဟမ်ဒီကလေးနာမဘယ်နဲ့လုပ်ပေးကြဒီကလေးနာမဘယ်နဲ့လုပ်ပေးအာလူဟာဖုတ်တော့မဖုတ်လိုက်ပါနဲ့ကွာကလေးကိုအမေလို့သူကသားရဲ့လူကလေးလို့လှမ်းပြီးတော့ခွန်လိုက်ကန်နေတဲ့ကလေးအဖေလို့သူကကလေးကိုရှင်မပြုတ်ရဘဲနဲ့သေသွားမှာကိုပြိဿရှင်မပြုတ်ရဘဲနဲ့သေသွားမှာဆိုတော့သားကလေးကိုသေကန်ကြီးကြမှာရှင်ပြုတ်ခြင်း
တာရဲ့လူကလေးလို့ခေါ်လိုက်တော့ကလေးကဗျာမေမေဆိုပြီးအပြေးကလေးလာလူလေးလာပါကွယ်မင်းဖေဖေကမင်းကြည့်ကျင်လို့တဲ့ကလေးကနောက်ကအမေနောက်ကအိုးတော်ပြီကြုတ်ကြောက်တယ်မကြောက်ပါနဲ့တာရဲ့လာချစ်တို့ဟာတာရဲ့ဟောလူလေးမင်းအဖေကြောက်သလားအေးလေကြောက်မှာမင်းအဖေကြောက်သလားအေးလေကြောက်မှာပေါ့မသေးခင်မตายရုပ်ပေါက်နေတဲ့အဖေကိုတာရဲ့မင်းမျက်နှာလေးအဖေကြည့်ချင်လို့လာဆောင်ပါဦးတော်ပြီဗျာကြောက်တယ်မဟုတ်ပါဘူးတာရဲ့ရှေ့တို့မှာတာရဲ့အမေလို့သူကကလေးခေါ်ပြီးသူ့အဖေအပါပို့ပေးလိုက်လူလေးငါသားကိုအဖေသေးကနီးကြမှာရှင်ပြုခြင်းနေတယ်အဖေလေမသေးခင်ကာလကျင်ပြုတ်ဖို့စိတ်ကူးမရဘူးငါသားကြီးကိုအဖေရှင်ပြုတ်ဖို့စိတ်ကူးမရအကယ်၍များအဖေမသေးလို့ကြမ်းပါရဲ့ဆိုရင်မင်းကိုရှင်ပြုတ်မယ်မြင်းစည်းရွှေထီးကြီးဆောင်းလို့ငါသားကိုအဖေရှင်ပြုတ်မယ်ဒါပေမဲ့လို့အဖေယောဂကသေရတော့မှရှင်မပြုတ်နိုင်တော့ပါဘူးသားရဲ့လူကလေးငါသားကိုလေရှင်မပြုတ်ရပေမဲ့လို့ကိုရင်လေးအဖြစ်နဲ့အဖေမျက်စီနဲ့မြင်နေတယ်သားရဲ့အဖေစိတ်ချမ်းသာအောင်ကိုရင်လေးလို့အဖေခေါ်မယ်နော်တကားကြီးလို့ပြန်ခေါ်ပါလားဟိုခေါ်ကြမှာဘူးလားခင်ဗျာတင်ကားဝစ်ပေးပါဆိုတော့ဝစ်မပေးပဲနဲ့ခင်ဗျာကြီးတော်ပြကြောက်ကစားကြည့်တော့မယ်ဟဲ့လူလေးမလုံးနဲ့လေမင်းဖေစိတ်ချမ်းသာခေါ်လိုက်လေခေါ်ကြမှုဗျာတင်ကားဝစ်ပေးပါဆိုတော့ဝစ်မမပေးပဲနဲ့အေးလေခုမင်းဖေကတင်ကားဝစ်ပေးခြင်းစိတ်ရှိနေတာငါသားရဲ့အဖေစိတ်ချမ်းသာကိုပြောလိုက်ပါကဲခေါ်ဗျာမြန်ကျုပ်ကစားခြင်းတာရဲ့မင်းအဖေမတနာဘူးလားတနာတော့ဗျာခင်ဗျားမျက်နှာကြီးအကြောင်းပြကြီးကျုပ်ပေကံနီးဆိုတာဒီတိုင်းပဲပြိဿသားသမီးကတနာတဲ့ချစ်တယ်ရုပ်ပြက်တဲ့အဖေမိဘလူမမာနာမကတ်ချင်ဘူးနော်ပေကံနီးကြီးတွေကြကြယူဆိုင်ပေါ့ပေကံနီးရင်သားခေါ်ရတာနဲ့သမီးခေါ်ရတာနဲ့ဘသူကြည့်ချင်ရတာနဲ့ဟိုကသူတို့နာကတ်ချင်တာမဟုတ်ဘူးကျုပ်ငယ်တုန်းကလည်းဒီတိုင်းပဲပြောရအောင်တယ်မဟုတ်ကျုပ်အဖေလေကျုပ်ကိုရင်ဘဝပျက်စီးသွားတယ်ကျုပ်ကိုရင်ဘဝပျက်စီးသွားတယ်ကျုပ်ကကိုရင်လေးတွေကတရားဟောတယ်ကျုပ်ဖေကကြောင်းဘာလို့တော့ဆိုဥပုသ်ဆောင်ပြီးတော့ဥပုသ်နေ့ကြတော့ကျုပ်ဖေဝါသနာကတစ်မျိုးဓမ္မပရတို့ဇိနထတို့တရားစာအုပ်တွေစာဖတ်သိကောင်းဥရှိစာဖတ်ဗျာကျုပ်စာဖတ်ဆိုခင်ဗျားတို့လည်းငုတ်တုတ်ထိုင်များမအိတ်ကြနဲ့ဖတ်မပြို့စာအုပ်ခဲကဇတ်ထုတ်တွေကိုရေးလဲဖတ်ယုံနေမှာကအတိတ်ပဲရှင်းပြသေးတယ်ကျုပ်ကလည်းကိုရင်ဝစ်ပြီးရောကျုပ်တရားကျက်ထားတယ်ဟိုကျုပ်တို့ဝိသခါကျောင်းအမကြီးတို့သတင်းနဲ့900ဇက်လန်းပေါ်ကျက်ထားတော့ကျုပ်ဖေကလေနာယောဂဖြစ်ပြီးကိုရင်ခေါ်ပေးပါငါတရားနာခြင်းနဲ့ငါသေတော့မှာဒါနဲ့အမေတွေအမတွေကကျုပ်ပွေ့ခေါ်သွားတယ်ကျုပ်ကဖေနာကုန်ထိုင်ရဲဘူးကြောက်ရောဘောပြိတ္တပေမဲ့လူဟာပေကံကြီးကာလဟာဘယ်လိုမှသူတို့မျက်နှာကြည့်လို့မကောင်းပိတ်ကြောက်စရာကောင်းပါဒါနဲ့ခေါင်းရင်းထိုင်ခိုင်းကိုရင်ကျုပ်ကသေတော့မှာတရားဟောပါကိုရင်ကျုပ်ကသေတော့မှာတရားဟောပါကျုပ်လည်းအမေမျက်ရည်ကြတာကြည့်အမမျက်ရည်ကြတာကြည့်ကျုပ်လည်းမျက်ရည်ဝိုင်းလာကျုပ်ကြက်ထားတဲ့ဂါထာကိုစပြီးတော့ရွတ်လိုက်သီဝံပဋ္ဌိထာဘိကဝေသီဝံပဋ္ဌိတဝနာဒါနန္ဒတဗံသီလံရခိတဗံဘာဝနံဘာဝေတဗာလို့ကျုပ်ရွတ်လိုက်ဂါထာလည်းရွတ်ပြီးရောလက်အုပ်ချီပြီးတော့ကျုပ်အဖေသာဓု3ချိန်ခေါ်2ချိန်ခေါ်နိုင်တယ်နောက်တစ်ချိန်ကျတော့မပီဘူးဝါပြီးတန်းပြီးအသက်ထွက်သွားတယ်ဝိုင်းငိုလိုက်ကြတာအမေရောအမတွေရောကျုပ်လေပြောချင်တယ်
အဖေကျုပ်ရတာပါဠိရှိသေးတယ်အနဲ့တောင်မဆုံးသေးဘူးအနဲ့ဆုံးအောင်နားထောင်ပါတော့လားတရားနာပါတော့လားလို့ကျုပ်ပြောခြင်းဘယ်ပြောနိုင်တော့လို့အမေတွေအမတွေငိုတော့ကျုပ်ကလဲပြီးတက်သွားလိုက်တာသတိမရအဲ့ဒါအဖေမေတွေကပွေပြီးတော့ကျုပ်ကရင်မော်တင်ကျုပ်ကရင်မော်ရောက်နေတော့မှအဲ့ဒီကြောင့်မှအဖေနာတရားဟောတာအဖေသေးတာကိုငိုးနေကြပြီအဲ့ဒီကြောင့်မှကျုပ်ပြီးအဲ့ဒီအချိန်ကစပြီးတော့ငါအဖေနှစ်သက်တဲ့တရားငါသားလေးကိုရင်ဘဝနဲ့တရားဟောနေတဲ့ဓမ္မကတိကလုံနေတယ်ငါအဖေဒီလိုသိသွားတယ်ငါအဖေကိုကျေးဇူးဆက်တဲ့အနေအချင်းငါဓမ္မကတိကလုံမယ်လို့ကျုပ်ကိုရင်ကလေးကဒီဆုံးဖြတ်ချက်ကိုချခဲ့ဒါကြောင့်တရားဝဲကြီးပြီးတိုင်းအမေကျုပ်တရားဟောတဲ့ကုသိုလ်တွေအမျှဝေမယ်ကျောင်းကနေသာဓုခေါ်နော်ဘဝတစ်ပါးပြောင်းသွားတဲ့ဖခင်ကြီးကြာရရက်ကသာဓုခေါ်နိုင်ပါစေကျုပ်တရားဟောတဲ့ကုသိုလ်တွေကိုကျုပ်အမျှဝေပြီးဟောနေတဲ့ဘုန်းကြီးဒါကြောင့်မိဘကျေးဇူးဆက်တဲ့အနေဒီတရားကိုဟောနေပါလေအဲ့ဒါကြောင့်မလို့သေဂာနိကာလဆိုတာအတော်ခက်ဒီလိုပဲတရားနာပြိတ္တာသာသမီများဟာတိတ်ကြောက်တတ်ပါကျုပ်လေခုနိုင်ငံကျော်တဲ့ဓမ္မကတိကကြီးဘဝရောက်လာတော့အမေရဖြင့်ပျော်လိုက်တာပျော်ပေမဲ့လို့လေတရားဟောတဲ့အလုပ်ကြီးငါသားတရားမဟောပါနဲ့လို့လေ तू မတားရဲရှာတော့အမေအသက်ကြီးပြီနော်အမေအသက်ကြီးပြီနော်ကျုပ်အမေဟာဒါပဲပြောရောက်ရအရက်ကမိခင်ကြီးကျမ်းမာပါစေဆုတောင်းဖုံးဆက်လို့ရတဲ့ဌာနမန္တလေးစေရနာတေးတန်သွင်းရင်တော့ကတော့တောင်းနိုင်စတိုးပေါ့လေဓာတ်ပြားရောက်တဲ့ဆိုင်နေကျုပ်တပည့်လေးတွေထန်ကျုပ်ဖုံးလန်းလန်းဆက်အကြောင်းကားနဲ့သွားမေးစားအမေနေကောင်းရလားအမေကျမ်းမာရလားဒီလိုမေးပြီးတော့အမေကျမ်းမာလို့ကျုပ်တရားဟောနေနိုင်ပါတယ်အမေသာမကျမ်းမာဘူးဆိုရင်ဘယ်လောက်ရတဲ့ပွဲကျုပ်ပြစ်ပြီးအမေထံကောင်းနဲ့ပြေးရမှာပါဗျာဒီစိတ်ဒီအာယုံကျုပ်မှာအမြဲတမ်းရှိဒါကြောင့်ကွယ်ငှက်ကြီးငယ်နှမငယ်များတရားနာတဲ့အချိန်ခါမှာဒီအတုတွေယူကြစမ်းပါငါတို့အကျိုးပေးနေတာဒါဟဲ့ဒီဂုံကျေးဇူးဟဲ့မိဘစိတ်မချမ်းသာအောင်မိဘစိတ်ဆင်းရဲအောင်ဆရာသမားမယိုသေးရတနာသုံးပါးမရှိကရင်ငငယ်တုန်းကတို့မိဘများပြောတယ်တို့ဆရာသမားများပြောဘူးတယ်မင်းတို့တော့လေဘုံကြီးလို့တက်မရှိဘူးတက်ရှိလို့ဘုံမကြီးဘူးတဲ့ဒါကြောင့်ငါကြီးငယ်နှမငယ်များလည်းအတူယူပြီးတော့အသက်ရှင်လျက်ရှိကြတဲ့မိဘများစိတ်ချမ်းသာအောင်ထားကြပါလို့ငါသတိပေးပါကြည့်ဟိုမှာတရားနာပြိဿသေဂာနီဆိုတဲ့ကြောင်းခက်တယ်သေဂာနီကာလဆိုတာကလည်းပြုံးမနဲ့တချို့ကအသက်ကငင်းပြီးတော့လဲကန်နဲ့မသိနိုင်ရှာဘူးတချို့မตาလောင်းကလူစုံအောင်စောင့်ဟုတ်တယ်သေဘူးဒီထက်မตาဝေဖန်ရေးသမားလုပ်တဲ့လူကရှိသေးတယ်9 ရက်တောင်ရှိပြီတဲ့အစာမစားတာသေဖို့ကောင်းပြီတဲ့အသက်ကပြင်းတာမตาသွားဝေဖန်ဟိုတယောက်ကဆက်ပြောသေးဘယ်သေးအောင်မတုံးနဲ့ရန်ကုန်သွားတဲ့သူသားကြီးမှပြန်မရောက်သေးပဲကူမตาဝေဖန်နေတာလေတချို့ကလည်းလဲကန်နဲ့သေကန်ကြီးဟုတ်ပါတယ်သူတို့ပြောတဲ့အတိုင်းမသေးနိုင်ရှာဘူးငါသားလေးခေါ်ပေးပါသမီးလေးခေါ်ပေးကြပါသမီးတာယောက်ျားလေးကိစ္စမရှိဘူးသမီးတို့မေးစိတ်မရှိဘူးလဲကန်နဲ့မထွက်နိုင်ဘူးအသက်ကသေဂာနီးကြီးတွေကြုံမှာခဲ့ပါရစေသေဂာနီးကိုလန်းကိုကြည့်ပါငါတရားတွေနာခဲ့ပြီသီလဆောက်တည်ခဲ့ပြီတရားအထုတ်ခဲ့ပြီကြောင်းကံဖရာတွေအတွက်လှူခဲ့ပြီသားရှင်ပြုခဲ့ပြီလှူခဲ့ပြီကြောင်းဆောက်ခဲ့ပြီအဲ့ဒီကုသိုလ်တွေသာအာယုံပြုတ်ပြီးတော့အသက်ထွက်လိုက်ရရင်နိဗ္ဗာန်မရသေးတော့လေသူဂတိနတ်ပြည်လောက်ကတော့တန်းနေပါလေဗျာမှာခဲ့ပါရစေသေဂာနီးဇောအင်မတန်အရေးကြီးပါအရေးမကြီးဘူးလားပြိဿကြီးအရေးကြီးတာပေါ့မန္လိကာမိဖုရားကြီးကြည့်ခင်ဗျားတို့သိပါတယ်မန္လိကာမိဖုရားကြီးဆိုတာတရားနာပြိဿဟိုရှင်မယင်ကောသလကလူအားကြီးလိမ်ဘူးတယ်မန္လိကာမိဖုရားကြီးနောက်ကခွေးကလေးတစ်ကောင်ကတကောက်ကောက်လိုက်
မာလိကမိဖုရားကရေချိုးကန်းနဲ့ဝင်ပြီးတော့ခြီသလုံးကိုကုန်းပြီးတော့ရေအိုးတဲကရေကိုခတ်ပြီးခြီဆေးတော့ခွေးကနောက်ကမတူတော်တို့ရဲ့အကျင့်ဖြင့်ကျင့်အဲ့ဒါကိုตายာမိမြင်းမိရှင်မယင်ကြီးကလေသာပရင်ကဟိုင်းမိမယုံကြည်စမ်းတိုင်းပြီးအုပ်ထုတ်တဲ့ဘယင်ကတော့ဖြစ်ပါလျက်ကနေခွေးနဲ့ပျော်ပါမိမယုံကောသားကြီးကအော်ရအသင်ကောသလားဘယ်နဲ့ကြောင့်ငါ့ကိုမိမယုတ်ခေါ်တယ်လဲခေါ်တာပေါ့သင်ဒီမိမယုတ်ကြည်စမ်းမင်းပြခေါင်ကြီးဖြစ်ပြီးတော့သင်ဒီခွင်းနဲ့ပြောပါအသင်မင်းကြီးငါဒီလိုမဆိုဆွမ်းနဲ့ဒီရေချိုးကတယောက်ထဲဝင်နှစ်ယောက်ထင်ရတာငါမြင်တာမငင်းနဲ့အဲ့လေသင်ဝင်ကြည့်ပေါ့တယောက်ထဲဝင်တာနှစ်ယောက်ထင်ရတယ်ဒီရေချိုးကကောသလကြီးကလည်းအားလိုက်ပုံများမိမပြောတဲ့စကားအဟုတ်မှပြီးရေချိုးကနဲ့သူကဝင်ကြည့်မိဖုရားကြီးကလေသာပရင်ကလှမ်းပြောတယ်လူရောက်ကြီးသူရောက်မှကြီးတဲ့ရှင်မယဖြစ်မိဖုရား16000နဲ့နေရတော့လေသင်ဒီစိတ်မနဲ့ပြောပါတယ်မဟုတ်ဘူးနော်ငါတယောက်ထဲရဲ့ငါကိုယ်တိုင်မြင်တာမငင်းနဲ့အမလီကောသလကြီးကယုံတယ်ဗျာဟာဒီရေချိုးကတယောက်ထဲဝင်တာနှစ်ယောက်ထင်ရတာဟုတ်တဲ့ကိုတဲ့ရှင်မရင်ထဲမှာအရကအာဆုံးကတော့ကောသလအဲ့ဒါလို့ယုံသားပရိသတ်ရဲ့ဒီလိုရှင်မရင်ကိုသူလိမ်မိတယ်ပရိသတ်ရှင်မရင်ကလည်းယုံတယ်ဒုတနတ်သောဆိုတဲ့အတန်ကြီးကြားရတော့ကြုတ်ခေါ်ထားတာရှိတယ်ဟိုလှလေခက်လေဆိုတဲ့တရားထဲမှာဒုတနတ်သောဆိုတဲ့အတန်ကိုကြားတော့ပုံနာများမေးတော့ရစ်နတ်ပူဇော်ရမယ်ဆိုလို့တပ္ပတတရစ်ပူဇော်ပွဲကြီးကောသလကလူအားကြီးပြောတိုင်းယုံတတ္တဝါတွေတရားစီတတ်ဖို့သူစီစဉ်တယ်အဲ့ဒီနေရာမှာမိဖုရားကြီးကမောင်တော်ဘုရားဘာလုပ်တာလဲဟိုငါအသက်အတွက်စိုးရင်ရတယ်ဆိုလို့ဒုတနာတော်ဆိုတဲ့အတန်ကြီးကြားလို့လေချောင်းသွင်းနဲ့ရင့်နာပူဇော်မှုတတ္တဝါတွေတရားစီတတ်မယ်မိုက်ပါပြီသင်ပြီးရှင်မယင်ကြီးရဲ့ဘာမှမသိတဲ့ပုံနာတွေပြောတဲ့စကားဘာမှမသိတဲ့ရှင်မယင်ကြီးနားထောင်တယ်ဒါပေမဲ့ဟောလောကသုံးလောကထိုတာတတ်ပြည့်ညမြတ်စွာဘုရားမှာအကုန်စင်သိတာငါလည်းဘုရားထဲမှာခံမသိပဲကိုကွာလာဒါပေမဲ့ကျုံတော့လိုက်ခဲ့မိဖုရားကြီးကဘုရားလျှောက်လို့ဟောနောက်ဘဝတုန်းကကတ္တဗဘုရားလက်ထက်တုန်းကမိမတွေခေါ်ပြီးပျော်ပါတဲ့တထေသား၄ယောက်သူများတာမယာစော်ကားခဲ့လို့ဟိုတန်ရည်ဘူးငရဲကြတာတကားတော့တဲ့သင်နဲ့ဘာမှမဆိုင်ဘူးဒုစီဝိတမစီဝိမရေတန်နောနာဒရာမသေးလို့ပါဠိဆုံးအောင်ရွတ်ချင်တာမရွတ်နိုင်မဲနဲ့ဒုဆိုပြီးမြုပ်သွားတယ်နောက်တစ်ယောက်ကသဆိုပြီးမြုပ်သွားတယ်နဆိုပြီးမြုပ်သွားတယ်သောဆိုပြီးမြုပ်သွားတယ်အဲ့ဒါလို့ဖယားဟောတော်မှာတရားနာပိဋကတတ္တဝါတွေတရားစီတတ်မဲ့ရစ်ပူဇော်ပွဲကြီးငြိမ့်ခဲ့တာမိမ့်မလိမ္မာမန္လိကာကြီးကြောင့်ပါလားမန္လိကာကြီးဒီလိုတတ္တဝါတွေအသက်ကယ်တဲ့ကိစ္စသူသတိမထားဘူးဟောသေဂာနိကာလကြတော့မောင်ဖယားကငါလိမ်မိပြီလိမ်မိတယ်ဒီရေချိုးကနှစ်ယောက်ထင်ရတယ်ဆိုတာမောင်ဖယားကလည်းယုံမိတယ်သေဂာနိကုသိုလ်သတိမရဘူးအဲ့ဒီအကုသိုလ်ကြီးတန်တရားကုတ်ကုဆဖြစ်ပြီးသေသွားလိုက်တာဟောအဝိစီ9ရက်ကြာတဲ့ရုပ်သေဂာနိကြီးတွေမှတ်ထားကြအရေးကြီးလုံးနော်အဲ့ဒီလိုအဝိစီ9ရက်ကြာတဲ့ကိစ္စသူမိဖုရားကြီးဘယ်ရောက်တုံးလို့မြတ်စွာဘုရားထံလာလျှောက်တယ်ဘုရားကလျှောက်ခွင့်မပေးဘူးဘယ်ပေးမလဲအကယ်၍သာလျှောက်ဖြစ်ခဲ့ရင်အဝိစီကြနေတယ်လို့ဘုရားကလက်ညှိုးထိုးပြရတော့မယ်ဒီနေရာမှာကောသလကြီးသည်အဝိစီကြတယ်ဆိုရင်ဘုရားကိုအင်မတန်ယုံကြည်တဲ့မိဖုရားဒါနတွေပြုတ်ခဲ့တဲ့မိဖုရားဘယ်မလဲဘုရားကိုးကွယ်တာအဝိစီကကဲနိုင်တာဘယ်မလဲဒါနပြုတာအဝိစီကိုကဲနိုင်တာဘယ်မလဲသီလကအဝိစီကိုကဲနိုင်တာဒါနသီလဘာဝနာပြုဘုရားကိုးကွယ်တာအလကားပဲဆိုပြီးကောသလကြီးပါအဝိစီလိုက်သွားမှတနာလို့ရှောက်ခွင့်မပေးဘူးသူ့တက်တက်မမေ့လောက်တဲ့စကားတွေနဲ့ဘုရားကလှည့်ပတ်ပြီးတော့ဟော9ရက်ပြည့်လို့တရားနာပိဋက10ရက်လည်းမရအောင်ဟိုကအဝိစီကလွတ်ပြီးနတ်ပြည်တက်သွားပြီအဲ့ဒီကြမှာရှောက်ခွင့်ပေးတယ်တပည့်တော်မိဖုရားကြီးဘယ်ဘုံကဘယ်ဘဝရောက်တော့ဗျာတကားတော့နတ်ပြည်ရှိလေရဲ့အဲ့ဒီကြမှာကောသလဒါနတွေမဖြစ်ဒါကြောင့်တရားနာပရိသတ်ရေ
အဲ့ဒီလိုယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်အမတန်ကွာခြားပါသည်မကွာခြားဘူးလားတရားနာပြိဿကြီးဒါကြောင့်သေခါနီးကြီးတွေနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့စကားလုံးနည်းနည်းလေးတော့ပြန်ပြီးတော့ကျွတ်တို့ဖမ်းကြပါအောင်ဆိုဇက်ကွက်ပြောက်သွားရောသေခါနီးကယူဆိုင်ပါသေခါနီးကယူဆိုင်ပါကုသိုလ်ကောင်းမှုတွေအာယုံပြုပါအာယုံကောင်းလေးနဲ့သေပါဒါကြောင့်ခမည်းတော်အနေနဲ့ကြုတ်သတိပေးပါတယ်သေခါနီးကိုပရိတ်တန်ဃာတွေပင့်ပြီးပရိတ်ရွချင်းဆွမ်းကတ်ခြင်းသင်္ကန်းရောင်လေးတွေပြခြင်းဒါမျိုးကလုပ်ပါဒါမျိုးလုပ်ကောင်းပါတယ်တချို့ကဒါမျိုးမလုပ်ဘူးကလေးတွေသွားမြောက်တယ်အသက်ထွက်ဖို့ကောင်းပြီတဲ့မင်းတို့စိတ်မချလို့တဲ့နင်တို့စိတ်မချလို့တဲ့သူခမရလဲဒုက္ခခံစားရတယ်နင်တို့လည်းပြုစုရတာဟိုကြီးတာပဲတဲ့အဲ့တော့မထူပါဘူးတဲ့ခွင့်လွတ်လိုက်ကြတော့လေတဲ့ကလေးတွေကလူကြီးစကားဆိုတော့အဟုတ်မှပြီဖေဖေမေမေသမီးတို့အတွက်စိတ်ချတော့သားတို့အတွက်စိတ်ချတော့ရိုးရိုးပြောတာမှလည်းသေပါတော့လို့ခိုင်းတာအဲ့ဒီလိုပြောတော့သိရင်ပါဏာတိပါဏာထိုက်တယ်ဟဲ့ဒါကြောင့်လူကြီးတွေကလည်းအရက်ထဲကလေးတွေသွားမမြောက်ပါနဲ့ခွင့်လွှတ်လိုက်ပါခွင့်ပြုလိုက်ပါမလုပ်ပါနဲ့ပရိတ်ရောတန်ဃာတော်တွေပင်ဆုံးကတရားနာသင်္ကန်းလှူသင်္ကန်းရောင်လေးတွေပြအဲ့ဒါသူဂတိဘဝကိုရောက်နိုင်အောင်အာယုံကောင်းနမိတ်ကောင်းလေးတွေပေးခြင်းဖြစ်ပါတယ်ဒါကြောင့်သေခါနီးနဲ့ပတ်သက်ပြီးတော့ကြည်ပါခုတန်ရောစဒါနပြုခြင်းနဲ့ပြုခွင့်မရတော့ဘူးသေတော့မှာသားရဲ့ဒါကြောင့်မင်းအဖေကိုမကြောက်ပါနဲ့ကိုရင်လဲလို့အဖေခေါ်မယ်မင်းလေတကားကြီးလို့ထူပါလားသားရဲ့ခေါ်လာခမများများတော့ဟာကြည့်လိုက်တာသားရဲ့ကိုရင်လေတကားကြီးကိုရင်လေတကားကြီးကကိုင်းဒီကလေးကစိတ်မရှိဘူးသားဘယ်နဲ့ကြောင့်ငေါ့တာတော့သားရဲ့ဟုတ်တယ်ဗျာတော်ရောပေါ့တခါကိုထူးရင်သားရဲ့ဒေါသကြည့်လိုက်တာဝန်တာပါတယ်သားရဲ့မင်းကတကားကြီးလို့ခေါ်တာဖေဝန်တာတယ်အဖေမနေရတော့ဘူးအဖေလေးမျက်စိတွေပြလာပြီးငါသားလေးရဲ့မျက်နှာကိုကောင်းကောင်းမမြင်ရတော့ဘူးလူလေးအနာတိုးပါဦးသားရဲ့လာပါသားရဲ့ကလေးရဲ့ဟိုနားလေးနှစ်ဖက်လက်ဝါးနဲ့အုပ်ပြီးရင်ဘပေါ်ဆွဲတင်လိုက်တာမင်းကြောက်တယ်ဗျာယုံဒါကလေးကယုံလားယုံပြီးထွက်ပြေးဟဲ့သားလာလေဟောသားလူကလေးပြေးတာကလေးကဟိုအမေနောက်ကကပ်ပြီးပုံကွက်ကြည့်လူကလေးသားမျက်စိကမမြင်ဘူးသားဆိုပြီးတော့စမ်းတာတော့သားပဲစမ်းတာတော့သားပဲမျက်စိကမြင်မှမြင်ပဲကိုကွာစမ်းတာတော့သားပဲကလေးကအမေနောက်ရောက်နေပြီဟင်ကိုတိုင်ဝစားတော့လက်ကြီးကဘာလုပ်တာတော့မဟုတ်ပါဘူးနှမရဲ့တာဟောတော့သားကဒီမှာနောက်မှာကွဲနေတယ်မမြင်တော့ဘူးတာမင်းမျက်နှာအဖေမမြင်တော့ဘူးနှမရဲ့မောင်ကြီးသေသွားတဲ့အချိန်ခါမှာသားလေးကိုရှင်ပြုရပါကွဲနှမရဲ့သားလေးကိုရှင်ပြုရနော်ကြာရကနေပြီးတော့သာဓုခေါ်ပါရစေကိုတိုင်ရောစာအမြလို့ဝေလိုက်ပါတော့မောင်ကြီးရှိလို့ရှင်ပြုမယ်ဆိုရင်တစ်နောက်တစ်နဲ့လင်းစုံမရဲစုံနဲ့အခုမောင်ကြီးမရှိလို့မုတ်ဆိုးမကြီးဘဝနဲ့အလှူပေးရမှာနှမရဲ့ငါသေးတော့ကိစ္စမရှိဘူးမုတ်ဆိုးမကြီးရှင်အပြုတ်ခလေးချင်းအလှူတွေကဘယ်ဟာရုံလို့မေးကြရင်မင်းမလို့ပြအဲ့ဒါကြီးရှင်မတင်မောင်ပြောပြီးသားဒီကကြားနေရောကျုပ်ကရှောက်ပြောလဲမိုးလင်းမဲ့ဘုံကြီးတော်ပြီဒီလောက်တင်အဲ့ဒါလို့ပြောပြီးတန်ရောစလေနှမကိုတန်ရောစတာဖေအဖေမနေရတော့ဘူးနှမရေမောင်ကြီးရင်ထဲဆိုလာပြီအသက်ရှူကြလာပြီမောင်ကြီးလေကဲသေးပါသေမဲ့လူကသေမှာပြောရတဲ့ဘုံကြီးမသက်တာဘူးကဲစက်ကလေးလေကြခောက်ကနေအနိစ္စရောက်ရောပြုအနိစ္စရောက်တော့မေတုတဟောလူလေးမေဖေကြည့်သားမဟုတ်သားရဲ့ဖေပြုတ်ဖေကလေးကခေါ်မေတုတကအပားကိုကတ်လို့ကိုတိုင်ရောစာပြုတ်မောင်ကြီး
အော်လူတကလောင်းကြီးရဲ့သားလေးကိုရှင်ပြုခြင်းနဲ့ဆိုအခုတော့သပိတ်ကြီးလွယ်ရတောင်ကြီးထမ်းလို့တော့သားလေးကိုအလှတကကြီးရလို့ရှင်ပြုခြင်းနဲ့မကြွားလိုက်ရလေချင်းကိုတန်ရောစာပြုံးပေါင်ကြီးကျုပ်လေမုံဆိုပါကြီးဘဝနဲ့တော့သားကိုဘယ်လိုလုပ်ပြီးတော့ရှင်ပြုရပါမထုံးအော်ကြည်စမ်းပါဦးမသေးခင်တော့ငါသားလေးခဏခဏပူဇော်လို့ရှင်ပြုပေးပါဆိုတာကတော်တပွဲနဲ့သင်္ကန်းဝတ်ပေးပါဆိုတာတော်ဝါသနာမပါခဲ့ဘူးအခုသေကနီကာလမှာရှင်ပြုခြင်းတော့တော်ပဲပြုရတော့ထုံးပြုံမောင်ကြီးဟောဒီမဲ့သူတော်ပဲလို့လုပ်ပြီးတော့ငိုတာဒေသကြီးငိုတယ်လို့မှတ်ပါဗျာအငိုတန်ရင်သိမကောင်းဘူးဟုတ်တယ်မသုဒအတော်ငိုတယ်ငိုရင်ကျုပ်မှာကမှသိမကြဘူးတော့မှတ်တော့ဟုတ်တယ်ဟိုကြားဘူးလားရှေးတုန်းကဆိုကျုပ်ငယ်ငယ်တုန်းကကဲပြောမယ်ဗျာလက်တွေ့ပေါ့ကျုပ်ကြံဒီကံမှာဟောကိုရင်ဝင်းနဲ့ကြံဒီကံကိုရင်ဝင်းနဲ့မန္တလေးကကျွတ်တူဥရတဲ့ဖရဆေးတယ်ကြီးလေဘုတ်ထုတ်ဆေးတို့ရက်စားတို့ကြံဒီကံတောင်းနှလုံးနဲ့လာရောက်သူရထားတဲ့မိန်းမကသီလရင်လူတွေစာဓာတ်ပေဓာတ်မရွှေခင်းတဲ့ဗျမိန်းမငယ်ငယ်လေးရထားအဖိုးကြီးကကျွတ်တို့ရှိလေဘုတ်ထုတ်ဆေးတို့ရက်စားတို့လာရောက်ရင်းနဲ့ယောဂတစ်ခုနဲ့ပျက်စီးရောကြံဒီကံမြောက်ကြောင်းပျက်စီးတော့လှမ်းအကြောင်းကြတော့မရွှေခင်ပေါက်လာစာဓာတ်ပေဓာတ်မိတ်ဆက်မြတ်တန်းရှုံးမှာပေါ့လာပြီပြုတ်အလောင်းနာမေးစီလက်ဖနှောင်းနဲ့ထောက်လို့အော်ကိုရမငိုသေးဘူးအစာပြိုးရတာမလေးကြည်စမ်းမောင်မျက်လုံးကြီးမိတ်လို့တော့သူများတွေကသေတာလေကိုရရဲ့သူများတွေကသေတာလေသူကမသေတဲ့အတိုင်းပဲမသိတယ်မထင်ဘူးအိမ်မတော်ကမျက်စိကြီးမှိတ်ပြီးတော့အိမ်နေသလို့ကြီးမလေးအိမ်နေတာတော်ရအသက်များရှူသေးသလားထဆန်းသားမောင်းဝဲဆိုဟိုမိမဟုတ်ထဆန်းတယ်ဟုတ်မလို့ဘေးကလူမျက်စိလေအောင်ပြောတယ်မရွှေခင်ကျုပ်လေခရီးဝေးမသွားပါနဲ့ပြောတာကျုပ်စကားနားမထောင်လို့တော်ဒီလိုဖြစ်တာတမဲကိုရမန္တလေးသိရင်တော့ပန်းရထားကြီးနဲ့သွားရမှာတော့အခုတော့ကျုပ်စကားနားမထောင်လို့တော့မှတကောင်ကျွဲသေးလို့ရင်းစီးပြီးတော့အလောင်းအချင်းကြီးပြရတော့မှာပါလားမိရွှေခင်မနေနိုင်ဘူးကျွန်းတာပါလောက်ပြစ်လိုက်အောင်မတော့အလောင်းမော်ကြော်ပြီးဝုန်းမနဲ့ကျွန်းပြစ်တာကျွတ်တို့ဘုန်းကြီးတက်သွားဘုန်းကြီးနောက်ကရောက်တာမသိဘူးကိုရအော်ကိုရတို့ဘုန်းကြီးနောက်ကတုံးသွားအမလေးကြည့်သားမောင်ငယ်တော့ချီကြည့်တော့မိရတဲ့ကျုပ်လေတော့အသက်ကြီးတာကြီးယူထားတာမိရမလားလို့ယူတာတော့ခုတော့ရွှေတောင်ကြီးပြောပြီကိုရရဲ့မလေးမိရွှေခင်မနေနိုင်ဘူးကျွန်းတပါးလောက်ပြပြန်ရောပြုတ်ဝုန်းကနဲ့ကျွန်းပြစ်ပြီးအလောင်းမော်ကြော်ပြစ်ပြီးဟိုဘက်ကျမှလက်အုပ်ကလေးချီဒူးကလေးတုပ်လို့ကိုရကတော့လှုပ်တတ်တဲ့တချို့ကလင်ကောင်းခောက်ပြီးမှကတော့တတ်တာရှိသေးဒီတော့ကျုပ်ပုတ်ကြီးကပြောတယ်ဟာရွှေခင်တဲ့ငါအကြောင်းကြီးများပြူကြပါအောင်ဟာဘုန်းကြီးကအောက်ဆင်းလာတယ်ဟဲ့ကိုရင်နေဖေဟာဒီမိန်းမလင်းသေးတာဒီလောက်ငိုတဲ့မိန်းမနောက်ထပ်သိမ့်မကြဘူးကွာကျုပ်ကကိုရင်နဲ့ကမှတ်ထားတာခုတတိခေါ်တော့အဲ့ဒါမရွှေခင်အလောင်းတင်းကြိုပြီးတော့ဘုန်းကြီးလျှောက်သွားတယ်တပည့်တော်ဗျာတဲ့9ရက်ပြည့်ရင်မန္တလေးကဒီလာပြီးတော့ရဲလေစွန်းလာကပ်ပါမယ်တဲ့မရွှေခင်လျှောက်သွား9ရက်ပြည့်ရင်ရဲလေစွန်းကပ်ပါမယ်လို့လျှောက်သွားတယ်မရွှေခင်မန္တလေးရောက်လို့3ရက်လောက်လဲကြာရောနောက်အိမ်တောင်ပြူပရက်ဆိုဘယ်ကျွတ်တို့ဘုန်းကြီးတွေရက်လဲစွန်းစားရတော့တုံးမြန်နဲ့တော့ဒါတော့အရထဲအငိုတဏ္ဍာတွေများတွေ့ရင်ပြောလိုက်ကြသောမှာကြာခင်ဘူးလို့ဒါအငိုတိတ်တဲ့ဆေးတော့ပေးတာပဲကြိတ်ငိုရင်တော့မတတ်နိုင်ဘူးပေါ့အငိုတန်ရင်အဲ့ဒီတိုင်းပဲအခုကြည့်မေတုတအငိုတန်လိုက်တာကုတန်ရောစား
ကျုပ်ဘယ်လိုလုပ်ပြီးတော့ဟောဒီသားလေးရှင်ပြုရပါမတော့နဲ့ငိုရင်နဲ့ပဲအလောင်းကိုသုတ်တန်လိုက်ဖို့တရားနာပရိသတ်ကြီးမောင်တန်ရောစာရဲ့အလောင်းကိုလဲသုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်ဒိဗ္ဗံနဲ့ပြောတာနော်မောင်တန်ရောစာအလောင်းလဲသုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်တိလောက်ပြီးထင်တာပဲကြာခင်ဘူးလို့ပြောနေမှာမောင်တန်ရောစာအလောင်းလဲသုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်နောက်တယောက်တောက်ရှောင်းဟေးမြတ်နဲ့တော့အငိုးသနာတွေသတိထားဘယ်သားလေးရှင်ပြုပြည့်တုံးတရားနာပရိသတ်ရဲ့သားလေးရှင်မပြုဘဲနဲ့ဟောတရားနာပရိသတ်နောက်အိမ်တောင်ပြုပါပြီဗျာမောင်တန်ရောစာခမရကတော့ယမမင်းထံအစစ်ခံရပြီဟေးတန်ရောစာခမရလာခဲ့ဒီကိုလာခဲ့ဒီကိုလူဘဝတုန်းကဒါနပြုခဲ့ရလားဟဲ့ခင်ဗျာဒါနဆိုတာဘယ်လိုဟာခေါ်တာလဲခင်ဗျာကြည်စမ်းกว่าလူဘဝကြီးရပါလဲခင်ဗျာဒါနမသိခဲ့ဟာဒါနလူဆိုတာလှူတာပေးတာကန့်တာကျွေးတာမွေးတာပေါ့ဟာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဂရီ40တောင်ချမ်းသာပါတယ်ခင်ဗျာအေးတော်သေးရဲ့ကွာဂရီ40ချမ်းသာတော့မင်းကုသိုလ်ဒါနတစ်ခုခုတော့ပြုခဲ့မှာပေါ့မပြုတ်ဘူးခင်ဗျာမယားနဲ့ตาမသိအောင်ကျွန်တော်မြေကြီးထဲမြုပ်ထားတယ်တဲတော်တာပေါ့ကွာဂရီ40မြေကြီးထဲမြုပ်ထားတော့အခုမင်းယူနိုင်ခဲ့ရဲ့လားဟဲ့မယူနိုင်ပါဘူးခမညာကရီ40မဆူထားနဲ့ကျွန်တော်ချစ်တယ်မယားကျွန်တော်ချစ်တဲ့သားသူတို့ရဲ့ပိုချစ်တဲ့ကိုယ်ခန္ဓာကိုယ်အကုန်လုံးကျွန်တော်ထားပစ်ခဲ့ရတယ်ခမညာဒါတွေလူဘဝတုန်းကမသိဘူးပေပြီးတဲ့အချိန်အမှောင်ထဲရောက်မှရမယ်မင်းနောင်တကမင်းကျေးဇူးပြုအောင်မလားဟာဟေးဓမ္မမင်းဒါနလည်းမပြုခဲ့ဘူးသီလကိုစောင့်တည်ခဲ့ရလားဟိသီလဆိုတာဘာတော့ခင်ဗျာလာပြန်ပြီဘုန်းကြီးကြောင့်သွားတာပေါ့ကွာဥပုသ်ဆောင်တာပေါ့သီလစောင့်တည်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကြောင်းတစ်ခေါက်ရောက်ပါတယ်ခင်ဗျာတော်သေးတာပေါ့ကွာဒါနမပြုပေသည်သီလကုသိုလ်ပါလို့ကျွန်တော်ဥပုသ်ဆောင်သွားတာမဟုတ်ဘူးခင်ဗျာမင်းကဘာလို့သွားတာဥပုသ်နေကြီးဥပုသ်တွေမုံဟင်းကားတိုက်တယ်ဆိုလို့ကောင်းသေးလားကျွန်တော်မုံဟင်းငါတောက်ရင်တစ်ခေါက်တော့ရောက်မိပါတယ်ခမညာတဲတော်တဲ့ကောင်ကိုကွာသူကလည်းကူစားရတော့ရတာလေးတော့မှတ်ထားတာပေါ့ကောင်းတဲ့လူမပြောနဲ့အယူတောင်မှတ်သေးမြင်ဦးလားရှေးတုန်းကဟိုကြောက်လန်းပေါ်မှာဇယတစ်ခုရေးထားတဲ့အယူမတယောက်ကကျွတ်မုံဝင်တဲ့ရေးထားကျွတ်မုံဝင်ဆိုတဲ့စာရေးထားတော့ဘုန်းကြီးတွေတွေ့ဝေဒင်ဆရာတွေတွေ့အမျိုးမျိုးတွေ့ကြတာပေါ့လေဘုန်းကြီးတွေရောဝေဒင်ဆရာတွေရောအကုန်လုံးခေါင်းချင်းဆိုင်ပြီးတော့အဲ့ဒီကျွတ်မုံဝင်အဓိပ္ပာယ်ရှာကြတာရွာတွေကလူတွေရောတုံးအောင်နဲ့ဘယ်သူမှအဓိပ္ပာယ်ဖော်လို့မရနောက်အယူမကခုံပြေးလာဟေးငါရေးထားတာသူတို့သိလဲသိပဲနဲ့ဟုတ်ဗျာကိုကျိုးနဲ့ပါနင်ကဘာရေးထားတာကျွတ်မုံဝင်ငါရေးတာတဲ့ကျွတ်ဆိုတာတည်င်းကျွတ်တဲ့မုံဆိုတာတစောင်မုံတဲ့အဲ့ဒီတစောင်မုံလားဝင်ကဘာပွဲငါမုံဟင်းငါတောက်ခဲ့တာမှတ်ထားတာတဲ့ပြီးရောအကုန်ပဲလက်လာဒါကြောင့်တရားနာပိဿကိုစားရသောက်ရတာလေးမှတ်ထားကြပါတယ်တချို့ကောင်းတဲ့လူလည်းမှတ်ယူတဲ့လူလည်းမှတ်ပေါ့လေကြည်တရားနာပိဿကြီးဟိုမှာကျွန်တော်ခမညာလူဘဝတုန်းကမုံဟင်းငါတိုက်တဲ့ဆိုလို့ကြောင်းတစ်ခေါက်ရောက်ခဲ့ပါတယ်ခမညာသေရာချိသူကမှတ်သွားသီလလည်းမပါဘူးဘာဝနာရောဟိဘာဝနာဆိုတာဘာလုပ်တာလဲခင်ဗျဟာထိုင်ပြီးတရားထုတ်တာပေါ့ဟာဟုတ်ကဲ့ခင်ဗျာသူများတွေတော့တရားအထုတ်ပါရင်ကျွန်တော်တငုတ်တုတ်တုတ်နဲ့ပြင်းလို့မလုပ်ခဲ့ဘူးခင်ဗျာမင်းကဘာမှမပါဘူး
မင်းကဘာမှမပါဘူးကုသိုလ်ဒါနဒါနမရှိသီလမရှိဘာဝနာကနတ္ထိဟေးဒီမှာမင်းရဲ့သွားရလမ်းကြည့်လာခဲ့တာယေဘူးရဲ့ပြလိုက်ဗျာဒါဘာလို့တာတော့တာယေဘူးတွေခင်ဗျာတာယေဘူးတွေကွာဒါတွေဘယ်ပို့ဖို့လဲခင်ဗျာမင်းတို့လူပြတန်ရှားလို့ငါကြိုပို့ရမှာလားလို့ဟဲ့ဒီမှာဒီတာယေဘူးတွေမင်းချမလို့ကွာရည်စရာပြောရတာပါနိုင်ငံရေးစကားမဟုတ်ပါလာမင်းငါဒီထဲချမလို့သေပေတော့ဆိုပြီးတရားနာပိဋကဆွဲခေါ်တော့ဗျာမလေးမလုပ်ပါနဲ့ကျွန်တော်ကြောက်လှကြီးရဲ့လေကြောက်တယ်ကျွန်တော်ဒီထဲမချပါနဲ့ကျွန်တော်ကလေး40ကျွဲဝတဲ့ပစ္စည်းတွေရှိပါတယ်လူပြေပြန်ပြီးတော့ဒါနပြုဝရစေအောင်ခမညာဒါနမပါလို့ဒီလိုတန်ရေဘူးရဲ့ဆင်းရမှာဆိုရင်ကျွန်တော်လူပြေတုန်းကကုသိုလ်ဒါနတွေပြုခဲ့ပါရဲ့ကျွန်တော်ပြန်မရစီခမညာတဲ့ခက်တဲ့ကောင်ကိုကွာဟေးဓမ္မသေပြီးမှလူပြေပြန်ရိုးထုံးစံရှိသလားကွာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကလေး40ရှိပါတယ်ဗျကုသိုလ်ကောင်းမှုပြုတ်ခွင့်ပေးပါခင်ဗျာကျွန်တော်လူပြေပြန်လွတ်လို့ကုသိုလ်ကောင်းမှုပြုတ်ခွင့်ပေးရင်ကျမမင်းရဲ့ကလေး40ခင်ဗျာတဝက်ခွေပေးပါမယ်ခင်ဗျာမင်းတို့လူပြေလို့ငါလှစားတဲ့ကောင်မှနေမင်းတဲဆိုးတဲ့ကောင်မင်းငါလာပြီးတော့ဟေးလာခဲ့လာခဲ့လာခဲ့ဆိုပြီးဆွဲခေါ်တော့မဟုတ်ပါဘူးခင်ဗျာကျွန်တော်ကုသိုလ်ကောင်းမှုကျွန်တော်ကိုယ်တိုင်မပြုတ်ရရင်လေဟိုမယားလေးသွားပြီးတော့ကျွန်တော်သတိပေးလို့မရဘူးလားခင်ဗျာအေးအဲ့ဒါလို့တော့ရတယ်ခွင့်ပြုပါခင်ဗျာသွားမဲ9ရက်ခွင့်ပေးတယ်9ရက်ခွင့်ပေးတယ်မင်းခန္ဓာကိုယ်ကြီးလူမမြင်စီနဲ့လူမမြင်စီနဲ့မသိအောင်သွားအတန်နဲ့သတိပေးနာနာဘာဝဝိနာဘာဝဆိုတာဘယ်သူမှသိလက်ခံနေတာမဟုတ်ဘူးကောင်းပါပြီခင်ဗျာဒါကြောင့်တရားနာပိဋက9ရက်ခွင့်ပေးတယ်နော်ခင်ဗျားတို့လည်းလူသေးပြီးတဲ့အခါ9ရက်မပြည့်ခင်ရက်မလဲခင်ရှိသေးတယ်ဆိုပြီးတော့ပေါ့လေအေးရပါပစိုးကောက်လေးထားလို့အင်ကြီးကောက်ကလေးနဲ့စေဝရီစိတ်တတ်တဲ့လူစေဝရီလေးထားလို့ဆေးလေးတောက်တတ်တဲ့လူဆေးလေးကလေးထားလို့ဘီလာရေတောက်တတ်တဲ့လူဘီလာရေပလင်းလေးထောင်းလို့ကွန်းကြိုက်တတ်တဲ့လူကွန်းရာလေးထားလို့အရက်ကြိုက်တတ်တဲ့လူပလင်းထောင်းသူကြိုက်တာလေးတွေလှုပ်ပေးထားရတယ်ကိုဗျ9ရက်မပြည့်ခင်သူရှိသေးတယ်ဆိုပြီးတော့အဲ့ဒီလိုတရားနာပြိဿကြီးခင်ဗျားတို့ထားကြဒါပေမဲ့လို့တရားနာပြိဿမောင်တန်ရောစပြန်လာအိမ်နဲ့ဝင်မလို့အလုတ်ခြေကလေးအလှမ်းလိုက်ဟိုင်းတန်ရောစအိမ်ဆောင်တက်ကလက်မခံခင်ဗျာလုံးမနေနဲ့မလာနဲ့မင်းညီဆောင်ပုတ်စော်နံခဏလေးပါခင်ဗျာမလို့ခြင်းဘူးငါအိမ်နဲ့မဝင်နဲ့ပြေသာအိမ်ဆောင်တတ်ဆိုတာရှိတယ်နော်ရှိတယ်နော်ပြေသာအိမ်ဆောင်တတ်မေတ္တာရှိအောင်အိမ်ဆောင်တတ်စောင့်ရှောက်အောင်ညတိုင်းအနန္တ၅ပါးရှိခိုးလို့ဘုရားဝတ်တက်လို့မေတ္တာပို့လို့အမျှဝေးလို့မနဲ့ဆွမ်းတော်တင်းလို့ခင်ဗျားတို့ဟိုအုံသီးကြောက်ကြီးထားတာတဲ့မေတ္တာပို့ဖို့မမေ့နဲ့တချို့ကအုံသီးကြောက်ကြီးတပြေကက်တော့ထိုးပါရဲ့တဏခါကြီးတော့ပက်ပါရဲ့ပြီးတော့အုံသီးကြောက်နာတောင်ပြောမြောက်ပြောနေပါလိမ့်နတ်မနတနာဇိမ့်စားတော့တွေ့ရင်တွေ့မှာပေါ့မောင်တန်ရောစအိမ်ဆောင်နကဝင်ခွင်မပေးလို့မတ်တရနေရသည်သို့တော်လည်းတရားနာပြိဿရေအလစ်ဆောင်ရတာပေါ့အိမ်ဆောင်နဆိုတာလေဟိုအမြဲနေတာမှမဟုတ်ခဲနဲ့သူလည်းရှာရဖွေးရသွားရလာရနဲ့သူကသွားစရာရှိတဲ့ရှိသွားသေးတာကိုအိမ်ဆောင်နအပြင်မဲ့ထွက်သွားအလစ်တန်ရောစဝင်တန်ရောစအိမ်ပေါက်ဝင်ပြီးတော့အိမ်ဝင်းပေါက်ဝင်ပြီးတော့လှမ်းကြည့်လိုက်ဟာငါသားလေးကြည်စမ်းရှင်ပြုတ်ပါဆိုမပြုတ်ဘူးရှင်ပြုတ်ပါဆိုမပြုတ်ဘူးမတုတငါသားလေးကိုမင်းရရဆက်ဆက်ရေပုံးကြီးနှလုံးကိုမနိုင်မနှင်းအထမ်းခိုင်းတယ်မင်းကဘာလုပ်နေတုံးလို့အိမ်မော်ကြည့်လိုက်တော့ဟိုမှာကြည်တရားနာပြေးသွားနောက်တစ်ယောက်နဲ့ပျော်ပါနေတာတွေ့ဟင်တဲ့ရက်ဆက်တဲ့မိမဟမလေးနောက်လင်ငယ်အားရအောင်ငါသားလေးကိုမင်းခိုင်းတာပေါ့
လက်သီးကြစ်ကြစ်ပါအောင်ဆိုဝင်ခြင်းတော်လည်းပဲတရားနာပိဋကမဝင်သေးဘူးအဲ့ဒီလင်သားမရှိမှသူအလစ်ဝင်စောင့်နောက်လင်သားလုပ်တဲ့လူလည်းအပြင်ထွက်သွားဝင်သွားပြီးတန်ရောစားမဲသူတရေနှမလို့လေကားချေရင်ကလှမ်းခေါ်လိုက်သူတကဟောဒီတန်ခါကြားဘူးပါလေဟောတသက်လုံးအတူတူနေလားခုမှကြားဘူးတယ်လို့နောက်ဟဲ့အိမ်မတက်သူတဟဲ့မဲသူတနှမဟဲကိုတန်ရောစားတာနဲ့တူတာနှမနောက်လှည့်ကြည့်ပါအောင်နှမရဲ့နောက်လှည့်အကြည့်လိုက်တန်ရောစားလဲမြင်လိုက်ရောမလေးလာလာပါဦးရောက်မအော်နဲ့လေနှမမအော်ပါနဲ့ကိုမအော်ပါနဲ့ဟင်ကိုတန်ရောစားတော့သေးတာဘယ်နဲ့ကြောင့်ပြန်လာတာတော့သွားခက်တော့ခက်ကြီးတရားနာလေးတာတချို့မိမတွေကြတော့ကြည့်ကြလို့ကိုယ်တိုင်ပြပါပြတော့လေတစ်စီ6တယ်ထင်ပြီးတက်သေးတတ်တာသေပြီးတရားနာပြည်တာကြည့်ကျင်တယ်ပြောပြီးဟုတ်တာမဟုတ်ဘူးကြည့်ခုတကယ်ပြနေပြီလေကိုတန်ရောစားဟင်တော်သေးအားပြန်လာတာတော်ကျုပ်လာပြီးတော့မချောင်းနဲ့6တာမဟုတ်ပါဘူးနှမအေးမောင်ကြီးပြောကြရှိလို့ဟင်သွားတော့ကျုပ်မကြည့်ရဘူးသွားမပြနဲ့ကျုပ်မကြည့်ရဘူးအဲဒူဒူနေလာပြီခုမှမပြနဲ့မကြည့်ရဘူးတွေပါလေလို့ပြန်တော့ကိုတန်ရောစားပြန်တော့နေပါအောင်နှမရဲ့မောင်ကြီးကိုမနှင်ပါနဲ့ဒီမဲ့တော့အိမ်ဆောင်သားကနှင်ချလိုက်မယ်သွားတော့ဒီမဲ့မောင်ကြီးခဏလေးပြောရစီကွယ်မောင်ကြီးလေဟိုကုသိုလ်ဒါနမပါလို့အခုတန်ရဘူးငရဲဆင်းရမယ်တဲ့နှမရဲ့အဲ့ဒါမင်းလည်းပဲကုသိုလ်ဒါနမပါရဲ့မောင်ကြီးလို့တန်ရဘူးငရဲဆင်းရမှာစိုးလို့မောင်ကြီးလေဟိုအိမ်နောက်ဖေးငပြောပင်ချီရင်မှာဂရီ40မြုပ်ထားခဲ့တယ်ဟင်ကိုတန်ရောလားဘယ်လုံးများနာလို့ဂရီ40ဆိုတော့ဟင်အမလေးဒါကြောင့်တော့ဝကျုပ်ကချစ်တာနေစဉ်ငိုးနေရတာပါတော့ဂရီ40မျက်နှာများကြီးတာဟဲ့နှမရဲ့ငပြောပင်ချီရင်မှာပါပြစားကျုပ်ပြစားဆိုတော့ဟိုကလိုက်ပြဟောဒီနေရတူးပြီးတော့ဒီဂရီ40ကိုဖော်လိုက်ပါနှမဟုတ်ကဲ့ကျုပ်လေတတိရလိုက်တာကိုတန်ရောစားညကတော့အိမ်မက်တလို့ပဲဟောလှုပ်ကုန်ပြီမိမများနော်ဟိုတုန်းကမိမပြောပါတယ်ကျုပ်လည်းမျက်စောင်းထိုးကြနဲ့မိမတွေအများကြီးပွားတော့တယောက်ပြောတာနဲ့ဘေးကမျက်စောင်းဝိုင်းထိုးခက်တယ်ကြည်တရားနာပြိဿကျုပ်အိမ်မက်တောင်မဲ့တယ်တော့အေးအိမ်မက်တောင်မဲ့တာထားဒီမဲ့မောင်ကြီးလေကုသိုလ်ကောင်းမှုကိုယ်တိုင်မပြုရလို့ဟောဒီဂရီ40ကိုလေတပုံကတော့မောင်ကြီးအတွက်ကုသိုလ်ဒါနပြုပြီးအပြဝေပါမောင်ကြီးတာတုခွန်ရရင်တန်ရည်ဝင်ရဲကလွတ်မှာပါနှမရဲ့ဓဘုံကတော့တာလေးကိုရှင်ပြုပါဓဘုံကတော့မင်းတို့ဇနီးမောင်နှံ3ပါလို့ပြောလိုက်ကိုတန်ရောစားကိုတို့ကောင်းမှုလည်းမပြုတ်နိုင်ဘူးတော့ဒီမဲ့သားလေးလည်းရှင်မပြုတ်နိုင်ဘူးသူခိုင်းစားရအောင်မဲတော့ဟင်မင်းတရက်ဆက်ပါလားဒီမဲ့တော်ရက်ဆက်လို့ကျုပ်ရက်ဆက်ရတာပြီးတော့လေဒီငွေတွေကိုဒီအတ္တပြားတွေပစ္စည်းတွေကိုကျုပ်ဘာမှမလုပ်ဖ ೇನೆ ကျွတ်တော့300ဆွဲရမဲတော့နှမရဲ့မင်းမောင်ကြီးပေါ်ရက်ဆက်ပါလားနှမရဲ့ဒီမဲ့ကျုပ်ရက်ဆက်တယ်မပြောနဲ့တော်ကရက်ဆက်လို့စီတဲ့ရေဆဲတဲ့ကစင်းစန္ဒပင်တင်ချစ်ချင်းမရမျက်စပ်ပိုးဝင်ဆိုတာလောကလူကြီးအလကားထွင်ပြောတာမဟုတ်ဘူးတကယ်ပြောထားတာတော်ကကျုပ်ကိုမချစ်လို့ဒီကလေး40အတိမပေးတာပေါ့ဆင်းရဲတဲ့မွဲတဲ့ဆိုပြီးတော့သားလေးလည်းရှင်းမပြူခဲ့ရဘူးတော့ကြောင့်ဘာကုသိုလ်မှမပြုခဲ့ရဘူးအင်းကြီးအစုပ်ထမင်းအစုပ်နဲ့နေခဲ့ရဒီမဲ့တော်လေကျုပ်ကိုမချစ်လို့ကျွတ်တို့သားမိ2ယောက်ကိုသေတာတောင်ပြောမသွားဘူးအခုကျုပ်ကုသိုလ်ကြောင့်ဒါတွေ3တိုက်လို့တော်လာပြောရတာဒီမဲ့ကိုတန်ရောစာတော့ကြည့်ရတာလေညှိစောပုတ်စောနန်တယ်တော့မျက်နှာလည်းမကြည့်ကျင်ဘူးပြန်တော့ဟာရက်ဆက်ပြီဟေးတကားတို့မသေးခင်ကြည့်ရှုလှုပ်သွားကြနော်နောက်ပိုင်းကသိဟုတ်တာမဟုတ်ဘူးကြည့်ခုရက်ဆက်ကြီးကုသိုလ်လေးပြုအမျှဝေဖို့တောင်မရဘူးပြန်တော့တယ်တကားတို့မသေးခင်မှားတာပါကြည့်ရှုလှူသွားကြတန်းသွားကြနောက်ပိုင်းကတည်းဟန်ကြတာမဟုတ်ဘူးအဲ့ဒီလိုနဲ့တရားနာပြိဿပြန်တော့ဆိုတော့လေဟ
Hamale ye sasachi minga wu pyo ye le jin nama ye min nau ling e aya au nga wu pyo ra po ye lo Shu ma wa de akama Ngô bi byo Tan yo sa chou ji mu ni ne Mien nya nong ga ho Win bu ru ga do chou ame ji u aung sein ne chou ne yin ni lo tu pa la do khon ni tain ti tain ya ba de Shu na tin do ja do lin ma ya 2 ယောက်လာလျှောက်တဲ့ဆရာတော်ဗျာတဲ့ကြည်ရှုလုပ်ပါတဲ့မင်းတို့လည်းငါဘက်မလှဲ့နဲ့ပေါ့လို့ဟုတ်တယ်လေဟိုဇာယုံနဲ့ကတ်နေတာကိုဒီရန်ကုန်ကရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်တွေပြဇာဌာနကနေပါဘူးတပြုံကြီးအဲ့ဒီတုန်းကလာကြတယ်တက္ကသိုလ်မြကြီးပါတယ်တန်းထွန်းလေးပါတယ်မောင်းမောင်းညွန့်ပါတယ်ပြီးတော့ခင်စောဆိုလားဘသူဆိုလားရုပ်ရှင်မင်းသမီးတင်းတင်းလှတို့ပလဲတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ရွှေလုံးဆိုတော့ပါသေးတယ်ဟုတ်တယ်ကျုပ်ကစားရွှေလုံးဆိုလို့ယောက်ျားမှတ်တယ်သူကဘယ်ရွှေလုံးဟုတ်တော့သူတို့နဲ့စတွေ့တာကျုပ်နဲ့သူတို့နဲ့မျက်နှာချင်းဆိုင်သူတို့ကလည်းခွန်းနေကျုပ်ကလှဲ့ထားကျုပ်ဘက်ကကလေးတွေကလည်းခွန်းရှည်ကြီးအဲ့ဒီဘက်လှဲ့ထားသူတို့ဆိုးနေတာလည်းကျုပ်မြင်ရတယ်ကျုပ်ဟောနေတာလည်းသူတို့မြင်ရနောက်ပိုင်းကျတော့သူတို့ကစီးနဲ့ဝါနဲ့လို့ကျုပ်ကအော်ခြင်းအော်တယ်ဘုန်းကြီးကျုပ်အော်လိုက်တော့ပိဋကတန်ကြီးနဲ့ဝေါကနေဘာမှလုံဖြစ်ဘူးဟိုတီးတဲ့ကောင်တွေတောင်ခေါင်းမြောက်ခေါက်ဖြစ်ကုန်ရောအဲ့ဒါဆရာတော်ဖျားတဲ့အလုံးလုံးမဖြစ်လို့တဲ့ခွန်းတိမ်ပေးပါဆိုလို့ဖျားပွဲလုံးကြတဲ့လူချင်းဆိုတော့လေကျုပ်ကလည်းတိမ်ပေးပါတယ်နောက်အဲ့ဒီကက်နဲ့စိန်တို့ကြတော့ကျုပ်နဲ့ကက်နဲ့စိန်တို့နဲ့မသိဘူးတရားနာပြည့်တာယင်းလည်းမယင်းနှီးဘူးပေါ့လေအဲ့ဒါတရားနာပြည့်တာသူတို့ကပြတ်စခံရအောင်ရောပြစ်လိုက်တာတိုက်ပွဲခါဒုံဆိုတခါလေဒါမဲ့ဇက်ယုံအထက်လေဟောမီးကိုကြီးတွေလုံးလုံးတက်လာအဲ့ဒီတော့ကျုပ်ပြည့်သက်ကအဲ့ဒီကဒုံဆိုကျုပ်ပြည့်သက်ကနောက်လှည့်ပြီးဟာပြည့်တာဟာပြီးရောကျုပ်ဟောမဖြစ်ဘူးဟောမဖြစ်မဲ့တူကျုပ်ကလည်းပါတယ်မနိုင်တဲ့ဇက်ကျုပ်မခင်းဘူးနိုင်တဲ့ဇက်ပဲခင်းတတ်ပြိဿကြီးလို့ကျုပ်လည်းနည်းနည်းမောပါပြီလို့ဟိုဘက်ကတိုက်ပွဲလေးပါလေကျုပ်တို့နားထောင်ကြအောင်ဆိုလားလို့ပြီးတော့မှဆက်ဟောတာပေါ့လို့ခမည်းတော်လည်းနားထောင်ရတာအရသာပြက်တယ်လို့ကျုပ်အတန်ညောင်းလို့ကျုပ်ကရပ်ထားတယ်နားထောင်ပြီးတရားနာပြိဿအဲ့ဒီကအတန်นี่လဲရပ်ရွကျုပ်ဒီစားထုတ်ကောက်ငူတာပြိဿဒီစားထုတ်ကောက်ငူတာကျုပ်ကလူပါပဲဘုန်းကြီးပါပဲဘယ်ရောက်ကုန်လည်းမသိဘူးကျုပ်ကစားကလည်းရောင်တယ်လူတွေကလည်းပြောကြတာကျုပ်စီလိုပေါင်းရှာပြောကျန်ဒီကံဆရာတော်လူထွက်သွားပါတဲ့မိမရပါတဲ့ဒါတွေကလည်းဘွက်ပေါက်လို့ပါတပြေလို့ဒီတဲ့ရေနံချောင်းကဆွမ်းအမတယောက်ကငွေ9 သိန်းလောက်ချီးပါတဲ့ဟောဗျာကျုပ်9 သိန်းပဲရှိမှာတော့ခမရစကားဆန်းတယ်တခုခုတော့ကြားပြီးထင်တယ်ကျန်ဒီကံဆရာတော်တဲ့ရန်ကုန်ကဟိုသိန်း30လောက်ချမ်းသာတဲ့မိမနဲ့ထွက်ပြေးတယ်ဆိုလို့ဟိုတောက်တဲ့ကျုပ်မှခန်းနေရတာပြောပါတယ်ဒီထဲတရားနာပြိဿဟိုကျုပ်ဒီရန်ကုန်မြို့ပေါ်မှာကျုပ်ကအရှိပိုင်းဟောနေတယ်အနောက်ပိုင်းကရက်ွက်တီတော့ကျုပ်မသိလို့ပွဲတော်ဝဲကပြက်သွားတယ်လေဒုမင်းသမီးအတန်ကောင်းတာတော့မပြောနဲ့ဟေးတဲ့ငွေ1000ဝင်ငွေရှိတဲ့လူတယောက်ကလာဆက်တယ်ဒုမင်းသမီးကညင်းတယ်2000ဝင်ငွေရှိတဲ့လူလာဆက်တယ်ဒုမင်းသမီးကညင်းတာပဲကွာ9000ဝင်ငွေရှိတဲ့ပုဂ္ဂိုလ်တယောက်လာဆက်တော့ဒုမင်းသမီးစဉ်းစားတယ်ဟာဘသူတုံးဟာကျန်နေကံကွာတဲ့ကျုံလည်းအဲ့ဒီမင်းသမီးရှိတယ်ခါမှမသွားဘူးပါဒီလူတွေတောင်ပြောမြောက်ပြောလို့ဆိုမှဒါတွေလျှောက်ပြောလို့ပြီးမှမဟုတ်လို့ကန်ဆက်ကြအောင်ဆိုဘယ်နာတောင်ရောက်သွားမှမသိဘူးအဲ့ဒီလိုတက်ဒုံဆိုတော့ဟိုအုံးဆိုတဲ့အလုံးကြီးတစ်လုံးပြည့်ရတာမသက်သာဘူးဗျကျုပ်ကဒီကောင်တွေမိုးလင်းထိမပြည့်နိုင်ဘူးဆိုတာတွက်တယ်လေတွက်တာပေါ့အဲ့ဒီအလုံးကြီးတစ်လုံးကရှစ်ကြက်ကုန်တယ်ဒီကောင်တွေတညာလုံးပြည့်မွဲမယ်ဒါကြောင့်ဒီတိုက်ပွဲတညာလုံးမတိုက်နိုင်ဘူးဆိုပြီးသူတို့တိုက်ပွဲအစဲကိုကျုပ်ကရပ်သူတို့လည်းညင်ရောပိဋကအဲ့ဒီကျုပ်ငိုချင်းကောင်းကိုရှုမဝတဲ့အခါမှာကောင်းဝင်လိုက်ဇာယုံတွေကလူတွေဟဲ့ကောင်လေးဘုန်းကြီးလည်းငိုတာထွက်ပြေးလာကြတုဒ္ဒခေကညာမရင်ကြေးလိုက်ပုံငါဟာနောက်မှတွေ့တဲ့လင်ငယ်လေးကိုအားရစေဖို့လင်ကြီးမပြပါပွေရအောင်ဟ
嘿，没都大爷，你也来啊哈，你也来啊哈，就讲我来着，咱有那路的，要了。啊，多了，我别干多，别干多了。这个啊，我那不啥哩激情了，我那不啥激情的嘞。我多吃了，我面部上来多激情的，路上也看的。家长我面部激情伢的个，这除了我那不啥个嘞激情的，说的哎种啊路里弄来着，就个来抢我的别的。对差喽，修来吧，没都大爷。你话说的哈白风都个地老眉毛，机上关照的个多样没的，没都大爷那马路，我那种是的拉比哟，一张那拉比，一张那跟他扛的凶凶的，不错呢，俺那把扛对你话嘞。不说那年啦，我那个天老边里家里的单药啥面那必老的六花的那高路，嗨，单药啥？怎么样？不来，过来两家不？那么，你毛你别压着没？他妈耶，一张那要拉比，毛你们那压着不？那么耶，古多人那里表比着俺苗为嘛？管他妈耶，古单药啥？到古多人那表比苗木的，不说那路，一张那个家里面啪，也是来的，没嘛呀，都叫下高喏，我都话没嘛表吧的。既然那边的，蒙单药啥个，哎，地家着干嘛？修么话的看嘛嘞，修么话的看嘛，都打看个伢们接来帮啊，闹嘛对的。另外六阿呀是不，另你们别把不呀熬，嘿，没都大爷，你也来熬哈，没来我你呢，我大爷不也别呀着没，没来古多么表演嘞，毛你大爷不也看呀的路，看呀嘛的那路，我来的那吧，没我来我的那路拉比着的里边的，我大爷啥别那过江那过。就看啥在有多拉表演啊！我来也是表演来劲，对差喽，修来吧，没都大爷，你话说的哈白风都个地老眉毛，机上关照的个多样没的，还慢慢对差喽，等等哈，我的姑呀！这大不是我那大着，多多里表把路家嘛，哎呀，让我看呢，看下都，该这样那别的孤独他那没把的，忙单要啥的，单也不我也都在边边着看下吧的，啊忙不完，啊忙的要嘛呀的，都弄大个，都接受么表着吧不呀？看伢都来一哭一哭看，没得看干那个啊，忙的没有看啊，就是比咱那种牛奶伢吧子，lo就得里边吧的，生的那一块吧比，啊，大陆考虑嘛边呀，看哪里该说家啥，这个话龙嘛面大大，全那个谁面吧子，俺老公家人家主要拉下来，这样那别的几全那家吧子。俺老公人家主要来啥的，这样那边的几讲嘛家吧子，该一边不家吧子，阿达给黑表的面好的面这个，那不没家位别对个人，前几年碰梦谁对别弟到妹妹就应该唱那走，你有单独的看没在边家位了，你有单独没打一百卡票来没，别不要对为呀个面子哟。其他人随个两笔过谁那片全大作品，满作么呢？打出来靠背昂到么呢？那么边境龙路，
လှုပ်လှုပ်ရွရွလုံနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ညစေကုန်သတည်း